တခါကဆရာကြီးတယောက်ရဲ့အိမ်ကိုဧည့်သည်တွေရောက်ရှိလာပါတယ်ဆရာကြီးကဧည့်သည်တွေကိုဧည့်ခံကျွေးမွေးဖို့အတွက်တန်အိုးကတေးသေးပဲရှိတာကြောင့်သူ့ရဲ့အိမ်နီးနားချင်းတထေးကြီးအိမ်ကနေတန်အိုးကြီးကိုတွားချိခဲ့ပါတယ်ရက်အနှဲငယ်ကြာတော့ဆရာကြီးကတန်အိုးကြီးကိုပြန်ပေးပါတယ်ဒါပေမဲ့ထူးခြားတာကတန်အိုးကြီးထဲမှာတန်အိုးတေးသေးလေးတစ်လုံးထပ်ထည့်ပေးထားတာပါတထေးကဒါကဘာလဲလို့မေးတော့ဆရာကြီးကဝမ်းသာစရာပါတထေးကြီးခမရဲ့တန်အိုးကြီးကကျွန်တော်အိမ်ရောက်မှကလေးမွေးလိုက်လို့ပါဒါကြောင့်ကလေးလေးကိုပါမိခင်နဲ့အတူပြန်ထည့်ပေးတာပါလို့အတီပေါင်းနဲ့ပြောလိုက်ပါတယ်တထေးကတန်အိုးကကလေးမွေးရသလားလို့တွေးပြီးအံ့ဩပေမဲ့အလကားရတဲ့တန်အိုးသေးလေးကိုမတ်တာကြောင့်ပြုံးစီးစီးနဲ့လက်ခံလိုက်ပါတယ်နောက်ထပ်ရက်အနည်းငယ်ကြာတော့ဆရာကြီးရဲ့အိမ်ကိုနောက်ထပ်ဧည့်သည်တွေထပ်ရောက်ရှိလာပါတယ်ထုံးစံတိုင်းတထေးကြီးရှိကနေအဲ့ဒီတန်အိုးကြီးကိုပဲနောက်တစ်ခါထပ်ချီးပါတယ်တထေးကလည်းဒီတစ်ခါလဲထပ်မွေးဦးမှာပဲဆိုတဲ့လောဘနဲ့ဝမ်းသာအားရထုတ်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ရက်တော်ကြာတဲ့အထိဆရာကြီးကပြန်မပေးပါဘူးတထေးကစိတ်မရှိတော့ပဲဆရာကြီးအိမ်ကိုလိုက်သွားခဲ့ပါတယ်ဆရာကြီးကဝမ်းနဲ့ပလက်နဲ့အခုလိုပြောလိုက်ပါတယ်အိုးတထေးကြီးအရန်ဝမ်းနဲ့ဖို့ကောင်းတာပဲခမရဲ့တန်အိုးကြီးကကျွန်တော်အိမ်မှာပဲကွယ်လွန်တေဆုံးသွားရှာပြီဗျာတထေးကဒေါသထွက်ပြီးပါမီးယူနေတာလားတန်အိုးကတတ်မဲ့အရာပဲဘလို့လုတ်သေးမှလဲလို့အော်ဟစ်ပါတော့တယ်အဲ့ဒီအခါဆရာကြီးကပြုံးပြီးအေးစစ်စစ်ပဲပြန်ဖြေလိုက်ပါတယ်တထေးကြီးဒန်အိုးကကလေးမွေးတယ်ဆိုတာကိုခမယုံကြည်နိုင်တယ်ဆိုရင်ဒန်အိုးကတေဆုံးသွားတယ်ဆိုတာကိုလည်းဘာလို့မယုံကြည်နိုင်ရမှာလဲတထေးကြီးဟာသူ့ရဲ့လောဘကြောင့်အစာပိုင်းမှာဒန်အိုးလေးကိုလက်ခံခဲ့မိတာကိုပြန်တွေးပြီးဘာမှပြန်မပြောနိုင်ပဲရှက်ရှက်နဲ့ပြန်သွားရပါတော့တယ်ပြောချင်တာကတော့လောဘဟာလူကိုမျက်စိကန်းစေပါတယ်မိမိအတွက်အကျိုးရှိမဲ့မဟုတ်ကဟုတ်ကတွေကိုယုံကြည်မိတဲ့အခါအဲ့ဒီအရာကြောင့်ပဲမိမိမှာရှိပြီးသားတွေဆုံးရှုံးရတတ်ပါတယ်ကျွန်တော်ရဲ့ရှေ့ဆက်ရမယ့်ခြေလမ်းတိုင်းမှာခုဗီဒီယိုကြည့်နေသူရဲ့အကူအညီလိုအပ်ပါတယ်အဲ့ဒါလေးတွေနှိပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင် My take